သူ့ရဲ့ထမင်းပန်းကန်တွေကိုဟင်းရည်တွေလောင်းထည့်ပြီးခေါင်းပြောင်တဲ့လူစီကိုတန်းတန်းမတ်မတ်လျှောက်သွားခဲ့တယ်။အဲ့ဒီခေါင်းပြောင်ကထောင်ထဲကကောင်းဆောင်တယောက်ပေါ့။အဲ့ဒီအချိန်မှာခေါင်းပြောင်ကသူ့ကိုနားမလဲတဲ့အကြည့်နဲ့ကြောင်ပြီးကြည့်နေခဲ့တယ်။နောက်တစ်စက္ကန့်မှာပဲဂျက်ကထမင်းတွေကိုသူ့ခေါင်းပေါ်တန်းလောင်းချလိုက်ပါတယ်။ဘေးပတ်ဝန်းကျင်ကအကျဉ်းသားတွေအားလုံးချက်တည်တည်သွားခဲ့ရမယ်။ခေါင်းပြောင်ကသူ့လူတွေကိုမလှုပ်ရှားဖို့လက်ကပြလိုက်တယ်။အဲ့ဒီနောက်မှာတော့ဂျက်ကသူ့ထမင်းပန်းကိုကောက်ကင်ပြီးခေါင်းပြောင်ရဲ့မျက်နှာကိုရိုက်ခွဲလိုက်ပါတယ်။ဒီတစ်ခါတော့ခေါင်းပြောင်ကဒေါသတွေပောက်ကွဲသွားပြီးသူ့ရဲ့တူကိုဆွဲကအဲ့ဒီလူကိုတက်ဖို့ပြင်လိုက်တယ်။ခေါင်းပြောင်မတက်ထွက်လာတာကိုမြင်တော့ဂျက်ကပိုပြီးစိတ်လှုပ်ရှားသွားပြီးထောင်ဆောင်တွေလက်ထဲကရုံးထွက်ကသူ့ကိုလက်တီးတစ်ချက်ပစ်သွင်းလိုက်တယ်။အဲ့ဒီတစ်ချက်တည်းနဲ့ခေါင်းပြောင်ကိုသတိလက်သွားစေခဲ့ပါတယ်။တခြားကျင်းသားတွေအားလုံးမယုံနိုင်လောက်အောင်မင်းတက်ပြီးရက်နေကြသလိုဂျက်ကိုယ်တိုင်တောင်သူ့လက်တီးကဒီလောက်အားကောင်းနေတာကိုအံ့ဩသွားခဲ့တယ်။မကြခင်မှာပဲထောင်ဆောင်တွေရောက်လာပြီးသူ့ကိုခေါ်သွားခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးကြိုးပမ်းမှုမအောင်မြင်ပြီးနောက်မှာတော့သူဟာပြစ်မှတ်တစ်ခုကိုအမြန်ရွေးလိုက်တယ်ဒီတစ်ခါတော့ထောင်ထဲမှာနာမည်ကြီးဆုံးလူသက်သမားစီကိုတွားခဲ့ပါတယ်။ဒီလူကအရန်ကိုအနေအများပြီးဘယ်သူမှသူ့ကိုတွားမစရဲပါဘူး။ဒါပေမဲ့ဂျက်ကသူ့စီကိုတန်းတန်းမတ်မတ်လျှောက်သွားပြီးသူ့ရှေ့မှာမိုင်းရိုင်းတဲ့စကားတွေပြောကတွန်းတိုက်လိုက်တယ်။လူသက်သမားကဒေါသထွက်ပြီးဓာတ်တစ်ချောင်းကိုတိတ်ဆိတ်ထုတ်လိုက်တယ်။ဒါပေမဲ့ဂျက်ကသူ့လက်ကိုဖမ်းဆွဲပြီးအဲ့ဒီဓာတ်နဲ့သူ့ကိုသူပြန်ထိုးလိုက်ပါတယ်။လူသက်သမားကကြောင်သွားပြီးဂျက်ကိုမထိုးရဲခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ဂျက်ကသူ့ကိုပြန်တိုက်ခိုက်လာအောင်စူးစမ်းပြီးရိုက်နှက်နေခဲ့တယ်လူသက်သမားကတော့မင်းတက်နေခဲ့ပြီးသူ့ဘဝမှာသူ့ထက်ပိုပြီးရက်ဆက်တဲ့သူတယောက်ကိုတွေ့ရလိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့ဘူးပါဘူး။နောက်ဆုံးမှာတော့လူသက်သမားကစိတ်တက်ကြသွားပြီးမြေကြီးပေါ်မှာထိုင်ကြကငိုပါတော့တယ်တကယ်တော့လူသက်သမားကသူ့မိကိုလွမ်းနေခဲ့တာပါဘာလို့ရမှမသိတဲ့ဂျက်ကသူ့ကိုနှစ်သိမ့်ပေးဖို့ဘေးမှာစောင့်ကြောင်ထိုင်ချလိုက်ပေမဲ့လူသက်သမားကသူ့လက်ကိုပုတ်ထုတ်လိုက်ပါတယ်။မကြခင်မှာပဲဂျက်ရဲ့ဇလန်းကထောင်တစ်ခုလုံးကိုပြန့်နှံ့သွားပြီးသူဟာကြောက်စရာအကောင်းဆုံးလူတစ်ယောက်ဖြစ်နမေကြီးသွားခဲ့တယ်ဘယ်သူမှသူ့အနားကိုမကဲ့ရဲကြတော့ပဲထောင်ဆောင်တွေနဲ့ဝန်ထမ်းတွေတောင်မျက်လုံးချင်းစုံအောင်မကြည့်ရတော့ပါဘူးအားလုံးကသူ့ကိုကြောက်လို့အထူးခွင့်ရေးတွေတောင်ပေးခဲ့ကြတယ်ဒါပေမဲ့ဒါတွေကဂျက်လိုချင်တဲ့အရာတွေမဟုတ်ခဲ့ပါဘူးဒီနေ့မှာတော့နေ့လယ်စာစားချိန်မှာအကျဉ်းသားတစ်ယောက်ကသတင်းတစ်ခုပြောပြခဲ့တဲ့အရင်ညကတယောက်ကထွက်ပြေးဖို့စူးစမ်းရင်ထောင်ဆောင်တွေရဲ့ပြစ်တက်တာခံလိုက်ရတဲ့ဂျက်ကအရေးတစ်ခုအဖြစ်မြင်လိုက်တယ်အဲ့ဒီနောက်မှာပဲသူတယောက်တည်းထွက်ပြေးခဲ့ပါတယ်သူကကွင်းပြင်ထဲကိုပြေးထွက်ပြီးထောင်ဆောင်အောင်အကျယ်ကြီးအော်ဟစ်လိုက်တယ်ထောင်မှုကြီးကကင်မရာတွေကနေအရာအလုံးကိုမြင်နေရပါတယ်ထောင်ဆောင်ဖွဲ့တစ်ဖွဲ့ကသူ့ကိုအမြန်ဝိုင်းလိုက်ပြီးသူတို့တွေကတယောက်ကတင်းနဲ့ပြစ်ဖို့လုပ်နေတော့မှပဲထောင်မှုကြီးကရက်ဖို့အော်ဟစ်အမိန့်ပေးလိုက်တယ်ဂျက်ဟာတေးပေါင်မြင်ခဲ့ပဲတိုက်ပိတ်ခံလိုက်ရပါတယ်အစည်းအဝေးတစ်ခုမှာတော့ဂျက်ကထောင်မှုကြီးကိုလူများရှေ့မှာဆင့်ခေါ်လိုက်တယ်အဲ့ဒီနောက်မှာတော့သူဟာထောင်ရဲ့ boss ဖြစ်လာပါတော့တယ်